ကိုကိုမွေးဖွားတန့်စင်ပြုစုပြိုးထောင်ကာကွယ်ဆောင်ရှောက်ကြိုးမွေးပေးခဲ့တဲ့ကိုရဲ့အမေကိုမချစ်မနစ်သက်မမျက်နှိုးတန်ဖိုးမထားတဲ့သားသမီးဆိုတာကဘာပေါ်မှာအတော်ရှားပါတယ်ပညတ်တော်10ပါးထဲမှာတော့မှတပါးအပါဝင်ဖြစ်တဲ့မိဘတွေကိုယိုတေကြလောဆိုတဲ့ဟာပါပါတယ်ယေရှုဖျားရှင်ကိုယ်တိုင်ဖျားဖြစ်နေတာတောင်မှသူ့ကိုမွေးဖွားတန်းစင်ပေးခဲ့တဲ့သူ့ရဲ့အမေမေတော်မာရိယာကိုချစ်ခင်မျက်နှိုးတန်ဖိုးထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာပေါ်မှာတချို့သောသူတွေရှိပါတယ်ဘယ်လိုလူတွေလဲဆိုရင်အဲ့ဒီအမေကိုတန်ဖိုးမထားတဲ့အပြင်နာမည်ဖြတ်နေကြတယ်အတင်းပြောနေကြတယ်ဖြတ်လို့ဖြတ်စီးပြောနေကြတဲ့သူတွေတချို့တွေ့ရတာဖြစ်ပါတယ်သခင်ယေရှုကိုတော့ချစ်တယ်သခင်ယေရှုကိုတော့အကြီးအကျယ်တန်ဖိုးထားတယ်သားတော်ဖြစ်တဲ့ယေရှုဖျားရှင်ကိုတော့ရှိခိုးတယ်ဂါရဝပြုတယ်အဲ့လိုပြောပြီးတော့မှယေရှုဖျားရှင်တန်ဖိုးထားရတဲ့ချစ်ခင်မြတ်နိုးရတဲ့သူ့ရဲ့အမေကိုကြတော့ဟိုလိုမိမဒီလိုမိမဖြစ်တဲ့ဟာကိုဘာလို့တန်ဖိုးထားတယ်လဲဘာလို့အယုတေအဲ့လောက်ထိပေးနေရတယ်လဲဆိုပြီးတော့မှနာမည်ဖြက်လို့ဖြက်စီးလုံနေတဲ့ပြောနေတဲ့ဟောနေကြတဲ့သူတွေတချို့တွေ့ရတာကတော့ဖြင့်အင်မတန်မှအံ့ဩစရာကောင်းပါတယ်အရေးကြီးတာကကျွန်တော်တို့တွေအဲ့လိုဖြက်လို့ဖြက်စီးပြောနေတဲ့သူတွေရဲ့စကားနောက်ပါမသွားဖို့ပဲလိုအပ်ပါတယ်အဲ့လိုလူတွေမဖြစ်ဖို့ကျွန်တော်တို့လိုအပ်ပါတယ်အားလုံးစင်ချင်တောင်းတနိုင်ကြပါစေအားလုံးကိုယ့်ရဲ့မိဘတွေကိုတန်ဖိုးထားယိုတေလေးစားနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်